ကိုကန်နေနေတယ်လို့ထင်ရင်ဒီကုသိုလ်တွေလုပ်ပါကိုဘာလို့အစင်မပြေဘူးလို့ထင်ရင်ဒီကုသိုလ်တွေလုပ်ပါဘေးရင်ဆရာကသင်ကန်နေတယ်ရရခြေရမယ်လို့ပြောရင်ရရခြေစရာမလိုတဲ့ကုသိုလ်တွေပြောပြပေးသွားမှာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဘဝမှာရုန်းကန်လှုပ်ရှားရင်းနဲ့ကိုကန်နေတယ်လို့ထင်လာတဲ့အခိုက်အတန့်တွေရှိကောင်းရှိပါလိမ့်မယ်။ဘာလို့အဆင်မပြေဘူးဆိုပြီးတော့မှစိတ်တက်ကြတဲ့အခါမျိုးတွေလည်းရှိကောင်းရှိပါလိမ့်မယ်။အဲ့ဒီလိုတွေဖြစ်လာတဲ့အခါမျိုးတွေမှာဆိုရင်ဦးဇင်းတို့အမျိုးသမီးတွေကပို့ပြီးတော့မှစိတ်တက်နှုတ်ပါတယ်။အဲ့ဒီအတွက်ကြောင့်အကြောက်တရားဝင်တဲ့အတွက်ကြောင့်ဘာလို့လဲဆိုဘေးရင်ဆရာကိုအရင်ဆုံးသတိရပါတယ်။ဘယ်ဘေးရင်ဆရာကဓာတ်ရိုက်တက်ဆင်ကောင်းတယ်ရရကောင်းတယ်ဟောတာတွေမှန်တယ်ပြောတာတွေမှန်တယ်ဆိုပြီးတော့မှသွားလေသွားတာရှိကြတယ်ပေါ့အဲ့တော့ဘေးရင်ဆရာရှိကိုရောက်တဲ့အခါမှာဘေးရင်ဆရာကဘာလို့ခိုင်းတာလဲသူလှုပ်ဆင်လှုပ်ကွက်အတိုင်းပဲလှုပ်ပြီးတာနဲ့နောက်ပြီးတော့ရရခြေခိုင်းတာရရခြေတယ်ဆိုတာကကုသိုလ်ကောင်းမှုလှုပ်ခိုင်းတာပဲเนาะအဲ့တော့ဒုတွေမှာဘာကမာရွနေလဲဆိုတော့ဘေးရင်ဆရာမကောင်းဘူးလို့ပြောတာမဟုတ်ဘူးသူ့ဟာနဲ့သူ့နဲ့ပဲမှာသူ့ဟာနဲ့သူကောင်းတယ်เนาะအဲ့တော့ဘေးရင်ကလည်းရရဆိုတာကုသိုလ်ကောင်းမှုလုပ်ခိုင်းတာအဲ့တော့ကုသိုလ်ကောင်းမှုမှာကုသိုလ်ကောင်းမှုဆိုလိုက်ရင်ဘုန်းကြီးတွေကိုလှူရမယ်ဘုန်းကြီးเจ้าမှာသွားလှူမှကုသိုလ်ကောင်းမှုလို့ထင်တယ်ဘာမှလှူစရာမရှိဘူးဘုန်းကြီးတွေကိုလှူဖို့လည်းဘာမှမရှိဘူးဆိုပြီးတော့မှတချို့ကဒီလိုတွေလည်းထင်ရတယ်ပေါ့တကယ်တော့မဟုတ်ပါဘူးဦးဇင်းတို့ကဘုန်းကြီးเจ้าကိုသွားလှူလိုက်မှဒါကုသိုလ်ကောင်းမှုမဟုတ်ဘူးเนาะအဲ့တော့ဘုန်းကြီးเจ้าကိုမသွားဘဲနဲ့ကိုယ့်အိမ်မှာလည်းကိုအဲ့ဒီရရခြေလို့ရတယ်အကောင်းဆုံးရရတွေကိုယ့်ရက်ကွက်ထဲတွေလည်းကိုခြေလို့ရတယ်အဲ့တော့လူတယောက်ကန်နေတယ်ဆိုရင်နံပါတ်1ချက်ပထမဆုံးကိုကန်နေတယ်လို့ထင်ရင်မိဘရှိသေးရင်မိဘရဲ့ဝေယဝဆကိုလုပ်ပေးပါမိဘတွေရဲ့အဝတ်အစားတွေကိုလျှော်ပေးပါဒါဟာပထမဆုံးသောအကောင်းဆုံးသောယရယာဖြစ်တယ်ကန်တဲ့လူတိုင်းဒါကိုမယုံရင်လုပ်ကြည့်ပါတကယ်ကိုမှထူးခြားပါလိမ့်မယ်အဲ့တော့နောက်တစ်ချက်ကမြတ်စွာဘုရားပေးထားတဲ့ယရယာတွေမိမိတို့အိမ်မှာဖះเจ้าဆောင်ရှိတယ်ဖះဝေယဝဆတွေလောက်ပါပေါ့ဟုတ်တယ်မလားတောက်တော်ရေချမ်းကတ်မယ်မျက်နှာတက်တော်ရေကတ်မယ်သုံးတော်ရေကတ်မယ်ဖះပန်းတွေပန်းအိုးတွေကတ်မယ်လဲမယ်ဖះเจ้าဆောင်တန်ရှင်းရေးလုပ်မယ်စွမ်းလူမယ်ရေလူမယ်ဆေးတွေကိုကြုံရင်ကြုံတယ်လို့တက်ကြီးရွယ်အိုတွေကိုလှူလိုက်လဲရတယ်ဘုန်းကြီးเจ้าတော်ကြီးဘုန်းကြီးတွေကိုလှူနေမှမဟုတ်ဘူးနော်ဒါဟုဆိုလို့ချင်းတာဦးစင်းရဲ့အကျင့်ကဘုန်းကြီးเจ้าမှာသွားလူပါဒီမှာလာလူပါဘယ်တော့မှပြောထားမရှိဘူးကိုယ်အိမ်နားမှာကိုယ်ပတ်ဝန်းကျင်မှာကိုယ်အိမ်ထဲမှာနေလှုပ်လို့ရတဲ့ကုသိုလ်တွေအများကြီးရှိတယ်အဲ့တော့ဆေးလူမယ်အိမ်နားကကျမ်းပါရင်မကောင်းတဲ့ဖိုးဖွားတွေလူလိုက်ရင်ရတာပဲတတ်နိုင်သလားအခုမိုးရသည်ဆိုအကြိုက်ခဲပျောက်ဆေးလေးတွေနာသီးပျောက်ဆေးလေးတွေလူလိုက်ရင်ရတာပဲနော်ကိုမိဘကိုဆေးလေးတွေလူမယ်ကိုမျိုးဆွေတွေရဲ့လူလေးတွေကိုဆေးလေးတွေလူမယ်ရေလူတာလည်းအဲ့လိုပဲဖះတောက်တော်ရေချမ်းကတ်မှလည်းမဟုတ်ဘူးမိဘရေတောက်ချင်တယ်ဆိုရေတစ်ခွက်ထခတ်ပြီးတော့မှတကယ်စေရနာမေတ္တာနဲ့မိဘဒီရေတောက်ပြီးတော့မှငါအမေစိတ်ချမ်းသာသွားပါစေအေးချမ်းသွားပါစေဒါရေအလူပဲနော်ဦးဇင်းတို့အဲ့ဒါကိုပြောတာစိတ်ထားတတ်ရင်မြတ်တယ်ဆိုအဲ့ဒါကိုပြောတာဒါကြောင့်ကန်နေတယ်လို့ထင်ရင်အရင်ဆုံးမိဘရဲ့ဝေယဝဆမိဘရဲ့ဝဆကိုလျှော်ပါမိဘရဲ့ဝေယဝဆလုပ်ပါနာမနဲ့ချက်ဖះဝေယဝဆတွေကိုလုပ်ပါမျက်နှာတက်တော်ရေတောက်တော်ရေချိုးရေသုံးဆောင်တော်ရေဒါတွေကိုလည်းကတ်လို့ရတယ်ဖះเจ้าတော်တန်ရှင်းရေးတွေလုပ်ပါဆေးအလူတွေကိုမိမိတတ်နိုင်သမျှလေးတွေကြိုက်တဲ့နေရာမှာလှူပါအိမ်မှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်အသက်ကြီးရွယ်တွေပဲဖြစ်ဖြစ်လှူပါရေအလူကိုလည်းပဲမိမိတို့တတ်နိုင်တဲ့နေရာမှာဖះเจ้าတော်မှာပဲဖြစ်ဖြစ်မိဘကိုရေခတ်တိုက်တာပဲဖြစ်ဖြစ်ဒါဟာလည်းရေအလူပါပဲအဲ့ဒါတွေကိုလှုပ်ပေးပါဒါတွေကဖះပေးထားတဲ့တကက်စစ်မှန်တဲ့ရရတွေဘေးရင်ဆရာကဝလုံးလေးသုံးလုံးကိုခြီပြီးတော့မှလမ်းမြောက်ဖက်အရက်ကိုလှည့်ပြီးတော့မှဝါဒရာလေးခင်းလိုက်ပါဒါပါပဲလမ်းအလူပါပဲတရားအလူပါပဲဟုတ်လားလမ်းမှာတရားကျွန်းနေလို့ပြင်ပြတစ်ချက်အိမ်ကယူပြီးသွားတင်လိုက်အဲ့ဒါတရားအလူပါပဲလမ်းမှာရေမြောင်းပိတ်နေလို့ရေမြောင်းဖွင့်ပေးလိုက်တယ်ဒါလမ်းအလူပါပဲဟုတ်လားအဲ့တော့ဒါကြောင့်မို့ပတ်ဝန်းကျင်မှာလူစရာတွေအများကြီးပါဘုန်းကြီးเจ้าကိုသွားလူမှဦးဇင်းတို့ကလူစရာမဟုတ်ပါဘူးကုသိုလ်မဟုတ်ပါဘူး
ဒါကြောင့်မို့ဘဝမှာကံနှိမ့်နေတယ်လို့ပဲထင်ကံမနှိမ့်မဲနဲ့ဓာတွေကိုဝါသနာပါလို့ပဲလှုပ်ချင်လှုပ်ဘာလို့အဆင်မပြေဘူးလို့ပဲကိုထင်နေအဲ့ဒီရေရရာတွေကိုမိမိတို့အချိန်ရှိခိုက်လုံးလာဆိုင်ပြီးတော့မှလောက်ကင်သွားမယ်ဆိုရင်ဘဝမှာမိမိတို့ထိုက်တဲ့လျောက်အဆင်ပြေမယ်ပို့ပြီးတော့လည်းအကျိုးများလာပါလိမ့်မယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ